အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ Samsung A06 လား A06 ရဲ့ audio ဘိုင်းလေးကိုရှင်းကြည့်ရအောင်ဆိုတော့ audio ဘိုင်းလေးကိုကြည့်မယ်ဆိုတော့ကျွန်တော်အတန်လာလားဆိုတော့အရှာစမ်းကြည့်စပီကအတန်မထွက်ဘူးဆိုပြီးတော့ရောက်ရှာလာစပီကအတန်မထွက်ဘူးဆိုပြီးတော့ရောက်ရှာလာတယ်လို့လောက်ရပါယူလို့3 6 Samsung ရဲ့အဲ့ပြတ်တယ်ဟုတ်လားအဲ့တော့ကျွန်တော်အတန်လေးတစ်ချက်ထုတ်ကြည့်အောင်အတန်လေးတစ်ချက်ထုတ်ကြည့်မယ်ဆိုတော့software update အတန်လေးတစ်ချက်ထုတ်ကြည့်မယ် rain down အတန်ထွက်မလားဟုတ်လားအတန်ထွက်မလာဘူးဆိုလို့ရှိရင်တော့ speaker မရဘူးပေါ့ဒါသူကလည်း speaker မရလို့ဆိုပြီးတော့လာပို့လိုက်တယ်နော်အဲ့တော့ speaker လမ်းကြောင်းကိုတစ်ချက်ကျွန်တော်တို့လိုက်ကြည့်အောင်speaker လမ်းကြောင်းကိုလိုက်ကြည့်မယ်ဆိုတော့ကျွန်တော်ဘာရင်ပြောရမလဲဆိုလို့ရှိရင် battery ကိုဆိုပြီးလို့ရှိရင်ကျွန်တော် speaker လမ်းကြောင်းဘယ်လိုသွားတယ်လဲဘယ်လိုပုံစံအလုပ်လုပ်တယ်လဲဆိုတာကိုသိဖို့လိုလာပြီအဲ့တော့သိဖို့လိုလာပြီဆိုတော့ကျွန်တော်တို့ဒီထဲမှာသူကဒီ Samsung တွေကများသောအားဖြင့်ကဘာနဲ့သုံးလဲဆိုလို့ရှိရင် BBH power နဲ့ BGU system ကိုသုံးပြီးလို့ရှိရင် Samsung တွေကစက်ပူတက်တယ်စက်ပူတဲ့အခါမှာလည်းအဲ့ပြဿနာတွေဖြစ်တယ်နော် power တက်လာတာဘာလို့ညာဘယ်လိုမျိုးဖြစ်တယ်အဲ့တော့သူရဲ့ theory သဘောတရားကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုတွေ့ရလဲလို့ပြောလို့ရှိရင်ကျွန်တော်ဒီ channel မှာ power IC ရှိတယ်ဒီနားလေးမှာ speaker PA ရှိတယ်ဟုတ်လားဒီနားလေးမှာ speaker PA ဟိုဘက်ခြမ်းမှာကျတော့ BGU IC နဲ့ speaker PA နဲ့ကျွန်တော်ကတ်တာအဲ့တော့ speaker ဒီဘယ်ကနေလာမလဲလို့ပြောလို့ရှိရင် speaker ဒီဘယ်ကနေလာမလဲလို့ပြောလို့ရှိရင်အဲ့ speaker PA IC တွေကနေဒီ socket ကိုရောက်အဲ့ socket ကနေတစ်ဆင့်ဒီကြိုးပြားကနေတစ်ဆင့်ဖြတ်သွားပြီးတော့ဘယ်လိုရောက်လဲဆိုလို့ရှိရင်အဲ့မှာ speaker ငုတ်ရှိတယ်နော် speaker ငုတ်ရှိဒါဆိုရင်ကျွန်တော်နံပါတ်1အချက်အနေနဲ့ဘာကိုစစ်မလဲဆိုတာကိုတစ်ချက်ကြည့်အောင်အဲ့တော့ theory လမ်းကြောင်းလေးအနေနဲ့ကြည့်ပြလမ်းကြောင်းလေးအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ပေါ်ပြန်နေမှာအဲ့ဘောလည်းမရှိအဲ့ကျွန်တော်ကြည့်အောင်အဲ့ရဒီလိုထင်တာပေါ့လေဆိုတော့BGU IC ကိုဘာလို့ပို့ဝင်လာလဲဆိုလို့ရှိရင် VBAC board ကိုပြင်သွင်းလိုက်တယ် VBAC board ကိုပြင်သွင်းလိုက်တဲ့အခါမှာ BGU IC ကနေ BBH coil ခံပြီးတော့ဘယ်ရောက်သွားမလဲဆိုလို့ရှိရင် PMU ကိုတော့ပါတယ်ဒါက power session ဘိုင်းနောက်လမ်းတယ်အဲ့ BGU IC ကနေ BBH power ဒီနောက်ထပ်လမ်းကြောင်းတစ်ကြောင်းကိုခွဲထွက်သွားပြီးတော့ဒီအပေါ်ဆွဲလိုက်တာပါမယ်နောက်ထပ်လမ်းကြောင်းတစ်ကြောင်းကိုခွဲထွက်သွားပြီးတော့သူဒီဘယ်ကိုပေးလဲဆိုလို့ရှိရင် speaker PA ကိုပေးတယ်ဘယ်ပဲလဲ speaker PA ကိုပေးတယ်speaker PA ဆိုတာဘာလဲလို့ပြောလို့ရှိရင် power amplifier audio code က power IC audio code ကနေဘာပေးရလဲဆိုလို့ရှိရင် audio signal line တွေကိုပေးလိုက်တဲ့အခါမှာဒါ speaker PA အလုပ်လုပ်ဖို့တက်ပို့ပေးထားတာနော်ဒါ speaker PA အလုပ်လုပ်ဖို့တက်ဘာပို့ပေးထားလဲ BBH power ပို့ပေးထားဒီပို့ရှိရပါမယ် speaker PA ကိုအဝင်မှာဒီပို့ရှိရမယ်အဲ့ဒီကနေ PA ကနေတဆင့် speaker P speaker M ဆိုပြီးတော့သူဒီဘယ်ကိုသွားလဲဆိုလို့ရှိရင်အောက်ချမ်းကျိုးကိုဆက်ပြီးတော့ဟိုမှာ speaker ငုတ်ကိုသွားတယ် speaker ငုတ်ဒီဘယ်နှမှာရှိလဲဆိုလို့ရှိရင်အောက်ချမ်းမှာရှိတယ်အဲ့တော့နံပါတ်1အချက်အနေနဲ့ကျွန်တော်တို့စစ်ရမှာကဘာကိုစစ်ရမလဲဆိုလို့ရှိရင်တန်ဖိုးကိုစစ်ရမယ်အစစ်ရမလဲတန်ဖိုးကိုစစ်ရမယ်စပီကာမရဘဲနဲ့လာတဲ့ဖုန်းတစ်လုံးလာလို့ရှိရင်နံပါတ်1အနေနဲ့စပီကာကောင်းမကောင်းကိုစစ်ရပါမယ်။ဘာကိုစစ်ရမလဲ။စပီကာကောင်းမကောင်းကိုစစ်ရ။အဲ့တော့စပီကာကောင်းမကောင်းကိုကျွန်တော်တို့စစ်ကြည့်ရအောင်။စပီကာကောင်းမကောင်းကိုစစ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် digital meter ကိုအတန် scale ကိုလှည့်လိုက်။အတန် scale ကိုလှည့်ပြီးတော့ကျွန်တော်တို့ဘာတိုက်ရမလဲဆိုလို့ရှိရင်ဒီမှာအတန်ထွက်လားမထွက်လားတိုက်ရမယ်။စပီကာဆိုတာ coin ပဲ။ဒီထဲမှာ coin ကိုပက်ပြီးတော့ဟိုဘက်တစ်စက်ဒီဘက်တစ်စက်ထုတ်တာ။နိုင်လားမသိဘူး။အဲ့တော့ဒီလိုဆက်လိုက်လို့ရှိရင်အတန်လေးနေရတယ်။ဒါဆိုရင်စပီကာကောင်းတယ်။စပီကာကောင်းတယ်လို့ယူဆရတယ်ပေါ့ပြီးလို့ရှိရင်ကျွန်တော်နောက်ထပ်တနည်းကဘာရှိလဲဆိုလို့ရှိရင်စပီကာကိုကျွန်တော်တို့ 1.8 လောက်ထားပြီးတော့ power supply ကို 1.8 လောက်ထားပြီးတော့ကျွန်တော် power supply နဲ့တစ်ချက်ရှိကြည့်တယ် power supply နဲ့တစ်ချက်ရှိကြည့်လိုက်လို့ရှိရင်ဘာဖြစ်ရမလဲအတန်လေးတစ်ခုမြည်လာပါမယ်တန်လေးတစ်ခုမြည်လာအဲ့တော့ဒီစပီကာကိုနဲ့ဒီစပီကာကိုတိုင်ကြည့်ဟောကြားလားနော်အဲ့တော့တဖြည်းဖြည်းနဲ့ဒါဆိုရင်ဒီစပီကာကောင်းတဲ့အနေထားမှာရှိတယ်ပေါ့ဒါဆိုရင်ဘာဆက်ရတော့မှာလဲအောက်ချမ်းကနေဆက်ရတော့မှာဘာဆက်ရမလဲအောက်ချမ်းကနေဆက်ရဆိုတော့အောက်ချမ်းမှာဒီကောင်မှာတန်ဖိုး300ထွက်တယ်ဆိုလို့ရှိရင်ဒီနေရာမှာလည်း300ထွက်ရမယ်ဒီမှာထွက်ပြီးတော့ဒီမှာပျောက်နေတယ်ဆိုလို့ရှိရင်ဒီလမ်းကြောင်းပြတ်နေလို့ပေါ့နားလည်လားမသိဘူးဒါဆိုဘယ်ကိုဆက်ရမှာတော့အပေါ်ချမ်း socket ရှိတယ်မလားအဲ့အပေါ်ချမ်း socket မှာတန်ဖိုးထွက်လာဆက်ရမယ်အပေါ်ချမ်း socket မှာတန်ဖိုးထွက်တယ်ဆိုလို့ရှိရင်အောက်ကနေအပေါ်ကိုဂျမ်ပါပေးအောင်မယ်အာမခတ်တာမဟုတ်ဘူးနားလည်မသိဘူးနားလည်လားအဲ့တော့ကျွန်တော်ဆက်သွားကြည့်အောင်
ဆက်သွားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုတိုင်းကြည့်မယ်ဗျတန်ဖိုးတိုင်းကြည့်မယ်နော်တန်ဖိုးကပါဇက်နဲ့ပြောမှရမယ်ဘာလို့လဲဆိုတော့မီတာဟိုမပါဘူးမီတာမပါဘူးဒီထဲမှာဟုတ်ပြီလားအဲ့တော့ကျွန်တော်ဒီမှာတိုင်းကြည့်မယ်ဗျတိုင်းကြည့်လိုက်တဲ့အခါမှာဒီမှာဘယ်လောက်ထွက်တော့489ဆိုပြီးတော့သူကထွက်တယ်489ထွက်တယ်ဒီမှာကျတော့ဘယ်လောက်ထွက်တော့ဒီမှာမထွက်ဘူး OL ဆိုပြီးတော့ပြလိုက်လားမသိဘူးအဲ့တော့ OL ဆိုပြီးပြနေတယ်ဆိုတဲ့အတွက်သူဒီစပီကာ negative လမ်းကြောင်းမှာဘာဖြစ်နေလဲတန်ဖိုးပြောင်းတယ်ဆိုလိုတဲ့သဘောကတေချာတာကဒီကနေဒီကိုမရောက်တာလည်းဖြစ်နိုင်တယ်ဒီကနေဒီကိုဒါတိုင်းမရောက်တာလည်းဖြစ်နိုင်တယ်လိုက်လားမသိဘူးအဲ့တော့ကျွန်တော်စစ်စရာဘာကြံသေးတော့အောက်ချမ်းမှာဆေးရမှာဒီမှာဆေးရမှာလေအောက်ချမ်းဆော့ကတ်ကိုဖြုတ်ချလိုက်မယ်အောက်ချမ်းဆော့ကတ်ကိုဖြုတ်ချလိုက်ပြီးတော့ကျွန်တော်တို့ဘာကိုစစ်မလဲဆိုလို့ရှိရင်ဒီမှာအသက်မြေစကင်နဲ့ထားတိုင်မယ်အသက်မြေစကင်နဲ့တန်ဖိုးထားမတိုင်ပါဘူးအသက်မြေစကင်နဲ့ဒီမှာအသက်မြေလားဆိုတာကိုဆော့ကတ်ကိုသွားတိုင်ကြည့်မယ်အဲ့ဆော့ကတ်ကိုသွားတိုင်ကြည့်မယ်ဗျဒီနားမှာမြည်တယ်ဟုတ်လားဒီငုတ်ကတော့ဒီနားမှာမြည်တယ်ဒါဆိုဒီငုတ်ကအောင်ဒီငုတ်ကိုတစ်ချက်တိုင်းကြည့်ဒီငုတ်ကကြတော့ဒီဘက်မှာရှိတတ်တယ်မြည်လားမြည်ပါအဲ့ဒါမမြည်ဘူးမြည်တဲ့နေရာမရှိပါဘူးဆိုလိုတဲ့သဘောကဒီကနေဒီကိုဒီလမ်းကြောင်းပြတ်တောက်နေတာဟုတ်ပြီလားဒါဆိုရင်ဒီကနေဒီကိုပြတ်နေတာဆိုတော့ကျွန်တော်တို့ဒီကနေဒီကိုလှမ်းကြိုလိုက်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကမကြိုအပေါ်ကိုထိကြော်မှာဘာလို့လဲခါးကျိုးကိုစိတ်မချလို့ဟုတ်ပြီလားခါးကျိုးကိုစိတ်မချလို့အဲ့တော့ကျွန်တော်အပေါ်ချမ်းမှာတန်ဖိုးရှိလားဆိုတာကိုပြန်စစ်မယ်ဗျအပေါ်ချမ်းမှာဒီ socket ကိုရောက်မယ်ဒီ socket ကိုရောက်မယ် speaker ကမတဆင့်ချင်းစစ်သွားတာနော်တဆင့်ချင်းစစ်သွားတာအဲ့တော့ဒီ socket မှာဘယ်ကိုရောက်မလဲလို့မေးလို့ရှိရင်ကျွန်တော်တို့ဘယ်နှပင်မြောက်တော့9ပင်မြောက်ပေါ့အဲ့တော့9ပင်မြောက်ကိုတစ်ချက်ကျွန်တော်သွားတိုင်ကြည့်မယ်ဗျတန်ဖိုးလေးကိုကျွန်တော်တို့ပြောကြည့်အောင်ဒီနားမှာထွက်ပြီရောက်အောင်ဘယ်လောက်ထွက်လဲ489ဆိုပြီးတော့သူကထွက်ပါတယ်489ဆိုပြီးတော့ထွက်ပါတယ်နောက်တော့489နောက်တော့လေ489ဆိုတော့အပေါ်ချမ်းမှာတန်ဖိုးထွက်တယ်ဆိုလိုတဲ့သဘောကနိုင်လားမသိဘူးအပေါ်မှာဘာဖြစ်လဲတန်ဖိုးထွက်တယ်အပေါ်မှာတန်ဖိုးထွက်တယ်ဆိုတဲ့အတွက်ကျွန်တော် speaker session ဒီ audio session ဒီကောင်းနေပါ speaker ဘိုင်းနဲ့အလုံးလုံးမဲ့အပိုင်းတွေဒီကောင်းနေတယ်နိုင်လားမသိဘူးဟုတ်နိုင်တယ်ကိုရီယိုဘိုင်းနဲ့ပတ်သက်တဲ့အကောင်တွေအကုန်လုံးကောင်းနေပါတယ်။ဘာပြက်နေတာတော့လမ်းကြောင်းပြက်နေတာ။အဲ့တော့လမ်းကြောင်းပြက်နေတယ်ဂျမ်ပါဆော်မယ်ဆိုလို့ရှိရင်ငါတို့လွယ်လွယ်လေးဆိုလို့ရတာမဟုတ်ဘူး။တခါလေးတန်းကြိုလို့မရဘူး။ဘင်ငုတ်ကဘင်ငုတ်ကိုသွားတာလဲဘင်ငုတ်ကဘင်ငုတ်ကိုသွားတာလဲဆိုတာကိုကျွန်တော်တို့ဘာလို့မလဲလိုက်ရှာမယ်။အဲ့တော့လိုက်ရှာကြည့်မယ်ဗျာ။လိုက်ရှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ socket မှာပဲရှာကြည့်မယ်။ socket မှာဒီနားလေးကိုပြထားပေးပါ။ငါတို့အဲ့အစလေးပြထား။ကြိုးခောက်သွားလို့မရဘူး။အဲ့တော့ socket မှာကျွန်တော်တို့ဒီ socket ကဒီမှာမှောက်ပြီးရှာမှာမလားမှောက်ပြီးရှာမှာဆိုတော့ဒီဘက်က၄ငုတ်ထွက်မယ်ဒီဘက်က၄ငုတ်ထွက်မယ်ဟုတ်ပြီနော်အဲ့တော့မထွက်တဲ့ငုတ်ကိုကြော်ပေးရမှာပေါ့အဲ့တော့ကျွန်တော်ဒီကောင်ကနေစိုင်းကြည့်မယ်ဒီကောင်ကနေတိုင်းကြည့်မယ်ပြောပေါ့အဲ့တော့ဒီကောင်ကနေတိုင်းကြည့်မယ်ဒီကောင်ကလမ်းကြောင်းကောင်းတယ်ဒီဘက်ငုတ်ကဘာဖြစ်လဲလမ်းကြောင်းကောင်းတယ်လမ်းကြောင်းကောင်းတာဖြစ်တဲ့အတွက်ဒီဘက်ငုတ်ကိုတိုင်းကြည့်မယ်အတန်ပြေတဲ့ကောင်ဒီအဲ့ငုတ်ပဲဒီဘက်ငုတ်မှာမထွက်ဘူးဒီဘက်ငုတ်ကိုတိုင်းကြည့်မယ်ဟောဒီမှာထွက်တယ်ဆိုလိုတဲ့သဘောကဒီငုတ်တီဘယ်ကိုသွားလဲအောက်စားကိုသွားတယ်ဒါဆိုရင်ငါတို့ကြုံမယ်ဆိုလို့ရှိရင်ဘယ်ကိုကြုံရမှာလဲဒီအပေါ်စားကိုကြုံရမှာနားလည်လားမသိဘူးနားလည်လားအဲ့တော့ဂျမ်ပါလေးတစ်ချက်ကြိုကြည့်ရအောင်အဲ့တော့ကျွန်တော်တို့ခုနကဂျမ်ပါလေးဆက်လိုက်ပြီဂျမ်ပါလေးဆက်လိုက်ပြီဆိုတော့ကျွန်တော်တို့ဒီမှာဂျမ်ပါဘယ်ငုတ်ကိုဆက်လိုက်လဲဆိုလို့ရှိရင် 0R လေးကိုဆက်လိုက်ပြီအဲ့ 0R လေးကိုဆက်လိုက်ပြီဆိုတော့ကျွန်တော်တို့တန်ဖိုးလေးတစ်ချက်တိုင်းကြည့်မယ်တန်ဖိုးလေးတစ်ချက်တိုင်းကြည့်တဲ့အခါမှာဒီဘက်မှာဘယ်လောက်ထွက်လဲ4.9ဆိုပြီးတော့ထွက်ပါတယ်ဒီဘက်မှာဘယ်လောက်ထွက်သွားလဲမီတာပိတ်သွားတယ်ဒီမှာဘယ်လောက်ထွက်လဲဆိုတော့4.9ဆိုပြီးတော့ထွက်သွားပြီဒီဘက်မှာလည်းဘယ်လောက်ထွက်သွားပြီလဲ4.9ဆိုပြီးတော့ထွက်သွားပြီတန်ဖိုးတူသွားပြီဆိုလို့ရှိရင်တော့ဒါစပီကာလမ်းကြောင်းကောင်းသွားပြီလို့ပါတယ်အဲ့တော့စပီကာလမ်းကြောင်းကောင်းသွားပြီဆိုတော့ကျွန်တော်တို့ဒီကောင်ကိုဘာလို့ကြည့်တော့မလဲဆိုလို့ရှိရင်စပီကာတက်ပြီးတော့စမ်းရုံပဲနော်စပီကာတက်ပြီးတော့စမ်းရုံပဲအပေါ်ချမ်းမှာကတော့ကျွန်တော်တို့ဒီ socket ပင်အောက်လေးကိုကျွန်တော်ကျွေးထားပါတယ် socket ကတော့ဖြုံးမပြတော့ဘူးအဲ့တော့စမ်းကြည့်အောင်တစ်ချက်အဲ့တော့ကျွန်တော်တို့ speaker ကျိုးလေးကိုဂျမ်ပါပေးထားတယ် speaker ကျိုးလေးကိုဂျမ်ပါပေးထားတယ်ဆိုတော့ကျွန်တော်တစ်ချက် setting လေးကိုဝင်ပြီးတော့အတန်းလေးပါလေးထုတ်ကြည့်အတန်းလေးပါလေးထုတ်ကြည့်အောင်